အီတလီနဲ့ဘော့စနီးယား၊ဆွီဒင်နဲ့ပိုလန်၊ဒိန်းမတ်နဲ့ချက်သမ္မတနိုင်ငံတို့ထိပ်တိုက်တွေ့ဆုံနေတဲ့2026ကမ္ဘာ့ဖလား Play-off Final ပွဲစဉ်များအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ GB1 ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်2026ကမ္ဘာ့ဖလား Play-off ဘောလုံးပွဲစဉ်တွေတရားဝင်ထွက်ပေါ်လာပြီဖြစ်လို့ဘောလုံးပရိသတ်တွေကြားထဲမှာအတော်လေးကို holy ကြော်ဖြစ်နေကြပါတယ်ဥရောပအတွက်နောက်ဆုံး၄နေရာနဲ့တိုက်ကြီးချင်းချင်း Play-off 2နေရာစုစုပေါင်း6နေရာအတွက်အဆုံးဖြတ်ပွဲစဉ်တွေကို match လ31ရက်နေ့အင်္ဂါနေ့မှာတပွဲတဲ့အရှုံးနိုင်နဲ့ကျင်းပသွားတော့မှာပါmatch လ26ရက်နေ့က semi final ပွဲစဉ်နေပြီးမှဥရောပရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကတော့တကယ်ကိုစိတ်လှုပ်ရှားစရာပါဘယ်သင်းတွေကထိပ်တိုက်တွေ့ဆုံနေမလဲဘယ်သင်းတွေကကမ္ဘာ့ဖလားကိုသွားမဲ့လေရင်မော်ကိုတက်လန်းသွားနိုင်မလဲဆိုတာကတော်လေးကိုစိတ်ဝင်စားစရာကောင်းနေကြတာပါပွဲစဉ်1အီတလီနဲ့ဘော့စနီးယားကမ္ဘာ့ဖလားလေးချိန်ရအီတလီအသင်းဟာ3ချိန်ဆက်လွဲချော်ရမယ့်အခြေအနေကိုတဲတန်ရှောင်လဲရမှာပါဘော့စနီးယားကလည်းသူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားအိမ်မက်အတွက်အစွမ်းကုန်တုံ့ပြန်လာမှာဖြစ်ပါတယ်ဘော့စနီးယားကိုထင်သေးလို့မရသလိုအီတလီအနေနဲ့စံချိန်မှတ်တမ်းစိုးတွေကနေရုံထွက်သွားဖို့ကြိုးစားရမှာပါဆွီဒင်နဲ့ပိုလန်စူးပွဲမှုကောင်းတဲ့ဆွီဒင်နဲ့လူဝင်နော့စကီရဲ့ပိုလန်တို့တွေ့ဆုံနေတာပါဂိုးတွေများချင်းများနိုင်တဲ့မြောက်ဥရောပဒါဘီပွဲစဉ်လို့ဆိုနိုင်ပါတယ်ဆွီဒင်ကလည်းဒီနောက်ပိုင်းကစားမကောင်းတဲ့အတော်လေးကိုများလာခဲ့တာပါဒါပေမဲ့ပိုလန်ကလည်းအင်အားရှိတဲ့အသင်းဖြစ်နေလို့ဒီပွဲကရှုံးထွက်ပေါ်လူပွဲတွေထဲမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲတောင်ဖြစ်လာနိုင်ပါတယ်တူရကီနဲ့ကိုဆိုဗိုအာတာဂူလာရဲ့မော်ဆန်နဲ့ခြေစွမ်းနဲ့တူရီလူငယ်ကျယ်ဝင်းနေရာကိုဆိုဗိုရဲ့တန်တန်တိုက်စစ်ကိုရင်ဆိုင်ရမှာပါဘလူးနိုင်ဘော်ကန်ဒေသမှာတော့အောင်ပွဲခံတဲ့နေစူညံနေမှာအသေးစားပါပြီတူရကီတို့အနိုင်ရဖို့များပြီးကမ္ဘာ့ဖလားစီကိုရောက်သွားနိုင်ပါတယ်ဒိန်းမတ်နဲ့ချက်သမ္မတနိုင်ငံခရစ္စတန်ယန်အရီဆင်ရဲ့ဖန်တီးမှုတွေနဲ့ဒိန်းမတ်ဟာကန်ဆေးကြောက်ဆောင်ချက်အသင်းနဲ့တွေ့ဆုံနေတာပါဒီပွဲကတော့ကျိန်းတဲ့အရှိဆုံးပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်ဒိန်းမတ်ကဒီနောက်ပိုင်းမှာမျိုးဆက်သစ်ကစားမတွေနဲ့အတူအတော်လေးကိုခြေစွာနေကြတာပါကစားမတွေလည်းအရေးသွေးပိုင်းပိုကောင်းလာနေပါတယ်ချက်အနေနဲ့ဒိန်းမတ်ကိုပွဲချင်းပြေထိန်းချုပ်ထားနိုင်မှုကမလွယ်ကူပါဘူးမက္ကဆီကိုမှာကစားရမယ့်နောက်ထပ်2နေရာအတွက်တိုက်ပွဲကလည်းပြင်းထန်နေပါတယ်ဒီဟာကွန်ဂိုနဲ့ဂျမေကာဆီမီဖိုင်နယ်မှာနယူးကယ်လီဒိုနီးယားကို 1-0 နဲ့အနိုင်ရရှိခဲ့ပြီးတက်လာခဲ့တာပါ1984ခုနှစ်နောက်ပိုင်းဘရောင်းဆုံးအကြိမ်ပြန်တက်ခြင်းနဲ့ကွန်ဂိုနဲ့ဒုတိယအကြိမ်မြောက်ကမ္ဘာ့ဖလားဝင်ခွင့်ကိုမျှော်လင့်နေတဲ့ဂျမေကာတို့ရဲ့သမိုင်းဝင်ပွဲစဉ်ဖြစ်ပါတယ်အီရတ်နဲ့ဘိုလီးဗီးယားနီးစ်တစ်ပိုင်းကောင်းမွန်တဲ့အီရတ်နဲ့ဆူရီနမ်ကိုအနိုင်ယူပြီးတက်လာတဲ့ဘိုလီးဗီးယားတို့တွေ့ဆုံနေတာပါအနိုင်ရတဲ့အသင်းကပြင်သစ်စီနီဂေါနော်ဝေတို့ရှိတဲ့အုပ်စုအိုင်နယ်ကိုရောက်ရှိသွားမှာပါဒီပွဲစဉ်တွေကကမ္ဘာ့ဖလားစီသွားမဲ့နောက်ဆုံးအတားအဆီးတွေပါပဲအမားတစ်ချက်ကနှစ်ပေါင်းများစွာဆောင်ဆိုင်နေတဲ့အိမ်မက်တွေကိုပျက်စီးစေနိုင်တယ်လို့တောက်ပါတဲ့အခိုက်အတန့်တစ်ခုကတော့တိုင်းပြည်တစ်ခုလုံးကိုပါပျော်ရွှင်စေမှာပါအသင်းလေးဆက်ရှစ်သင်းနဲ့ကြီးကျယ်ဆုံးကျင်းပမဲ့2026ကမ္ဘာ့ဖလားရဲ့နောက်ဆုံးဘေးနေ့အပိုင်းအစတွေကတော့မတ်လ31ရက်နေ့မှာပြည့်စုံသွားတော့မှာဖြစ်ပါတယ်မတ်လ31ရက်နေ့ညမှာဘယ်အသင်းတွေကကမ္ဘာ့ဖလားလက်မှတ်ကိုအရယူသွားနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ပြည်သူကလည်းအောက်ကကွန်မန့်မှာခံမှန်းပေးခဲ့ကြပါဦးဒီနေ့တင်ဆက်မှုကနေလောက်ပါပဲနောက်ဆုံးရအောင်စားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသက်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ GB1 ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ